အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျဇလံကောင်းလေးတွေကိုဖတ်ပြတင်ဆက်ပေးမယ်အချိန်ကာလလေးကိုရောက်ရှိလို့လာပြီပဲဖြစ်ပါတယ်ဒီနေ့မှာတော့ဆရာမောင်မှိုင်းညို့ချောင်းဦးရေးသားထားတဲ့လူမိုက်ပန်နဲ့ပန်းဆိုတဲ့ဇလံကောင်းလေးတစ်ပုဒ်ကိုဖတ်ပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျကျွန်တော်ဖတ်ပြတင်ဆက်ပေးမယ့်ဒီဇလံလေးကိုအဆုံးထိနားဆင်ခန်းစားပေးခဲ့ကြပြီးကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လေးနှိပ်ပြီးတော့အားပေးကူညီခဲ့ကြပါအောင်ခင်ဗျ1950ပြည့်နှစ်ຫນွေဦးရာသီဒါမှမဟုတ်တောကြောင်တို့လက်ခမောင်းခတ်ချိန်ပြည်တွင်းတောင်းကျမ်းမှုကာလဂွေတန်းရှည်ရွာလေးသည်အကျန်းဖက်တောင်းကျမ်းမှုမီးလျံကြားမှာကြီးလန့်စာစားဖြစ်နေရချိန်ဖြစ်ပါတယ်။ငှက်ကြီးတောင်တလွယ်ကိုကြောတွင်တိုင်းလွယ်ထားသောတောင်းကြီးအုံခုံရောင်မြင်းကြီးကိုကြာဖို့နှင့်တရွှန်းရွှန်းရိုက်ပြီးတော့ရွာလေလမ်းမအတိုင်းအပြင်းနှင်းနေပါတယ်။တဖြောင်းဖြောင်းမြည်ဟိန်းစုညံနေသောမြင်းခွာတန်ကမုံတိုင်းထန်တီတို့ရှင်ပြုတ်လူပွဲကျင်းပရာမန်းတဲ့အရှိရောက်မြင်းဆက်ကျိုးကိုတုံငနေဆွဲပြေဒိတ်လံွယ်ကျဲလောင်သောဟီတန်ကြီးဖြင့်မြင်းကြီးမတ်တက်ရက်သွားအလူပွဲမှာပျော်ရွှင်ရဲမောနေကြသောလူတန်စုတန်များရုတ်တရက်ကြီးပင်ငြိမ်ကြအားလုံး၏မျက်လုံးများကမြင်းကြီးပေါ်မှတောင်းကြည့်ထမ်းသူသာသူကမြင်းပေါ်မှခုံဆင်းလိုက်၏မန်းတက်အဝင်ဝလုံးတိုင်တွင်မြင်းကိုချီကာမန်းတက်ထဲဝင်၏တောင်းကျန်သူအဖွဲတစ်ခု၏ဆက်ကြီးတောင်းဝင်ခံတောင်းကြီးဖယိုဖရဲသပင်အချို့မျက်နှာပေါ်ဖုံးအုပ်နေတော့လေခတ်တန်ရိုင်းဆိုင်ခြင်းကအထင်သာအပေါ်ပိုင်းဗလာချင်းကရှမ်းပေါင်းမိကိုရော်ရဲစွာဝဲထားသည်တရှိကိုကြော်တိုင်းထားပြီးမြင်းကြဖို့ကိုကင်ထားသောသူ့ပုံမှာအများ၏အမြင်၌မကောင်းဆိုးဝါးကောင်တကောင်ပင်မြင်းခွာတန်ကြားကလေးကအလှရှင်နှင့်ရွာသားအလုံးရင်တမမှစိုးတထိတ်ထိတ်ဤအလှရှင်ဇနီးမောင်နှံနှင့်တောင်းကြည့်တို့၏ရန်ကြွေးဇလံတစ်ပုဒ်ကိုတရွာလုံးသိကြသည်မဟုတ်ပါလားလွန်ခဲ့တဲ့9နှစ်ကျော်တိတ်ကလူရန်ကတောင်းကြည့်တယောက်လင်းရှိမိမ့်မချော်မိစန်းတီကိုမှတန်တန်ဆွဲဖြစ်ခဲ့တယ်။တေးရတကိုးပြေစိတ်ရိုင်းစေးရာနောက်လိုက်ရင်မိစန်းတီအလိုမတူပဲဆွဲခေါ်တယ်။ရာဇဝတ်တရားသူကြီးကရာဇသက်ကြီးဥပဒေအကျဉ်းတန်10ချက်နဲ့ထောင်ဒဏ်6လအပြစ်ပေးခဲ့တယ်။သူကနာကြီးစွာကျိန်းသွားတယ်။သူရန်ကြောင့်မိစန်းတီတို့လင်းမယားတရက်တကြေးရှောင်ပြေခဲ့ရတယ်။တောင်းကြီးကထောင်ထဲမှာအတီတရားရဖို့မစင်စားဒူးစရိုက်အတက်ပညာများကိုစ조사တင်ယူရင်ထောင်ကလွတ်တည်နေထောင်ထွက်လူမိုက်ကြီးဖြစ်ခံယူလိုက်တယ်။ရက်ဆက်ကြမ်းကြုတ်တဲ့ရိုင်းဆိုင်ခတ်ထန်တဲ့သူ့တလေးစရိုက်ကြောင့်ပြိုင်ဘက်မရှိအမိုက်တရက်ဘူးစောင်းခဲ့တယ်။စက်ကြီးတာဝန်ခံဖြစ်သောအခါတွင်ပြောဝဲရာမရှိတော့ရုံမှာပတ်ဆက်မှုအပေါင်းဖြင့်မိုက်ကုံဝင်တော့တယ်။မိစန်းတီတို့လင်များတောင်းကြီး၏တရင်ကိုကြားတယ်။ရွာကိုတခါတရံမှသာလာတတ်သူဟူသောတရင်ကြောင့်၎င်းနေ့အတန်ငယ်ကြာမြင့်ခဲ့ပြီဖြစ်၍၎င်းစိတ်ပြေလောက်ပါပြီဟုရှော့ရှော့ပေါ်ပေါ်တွေးကမိဘများရှိရာရွာကိုပြန်လာပြီးသားကလေးကိုရှင်ပြုတ်ပေးခြင်းဖြစ်တယ်။ကြိတ်၍ဝမ်းသာနေသူကတောင်းကြည့်ရန်ကျွေးကိုလှလှပပကြီးလက်စားချေကဆက်ရတော်မူယခုအလှအကြိုနေမှပင်သူရောက်လာပြီမဟုတ်ပါလား။သူကမန်းတက်သေးကိုဒေါသမီးရှံတို့လောင်မြိုက်နေသောခန္ဓာကိုယ်ဖြစ်ဝင်သွားတယ်။မိစန်းသည်ထွက်ခဲ့စမ်းမိစန်းသည်နေတို့ထောင်ထဲပုတ်ခဲ့တဲ့တောင်းကြီးလေငါ့ကိုနောက်တစ်ကြိမ်ထောင်ထဲပို့ရအောင်ထွက်ခဲ့ကြလေထွက်ခဲ့ကြစမ်းငရဲဘွက်တည်းရလားအကြိမ်ကြိမ်အော်ဟဲအတိတ်ကအကြောင်းတွေကိုမေးလိုက်ပါတော့ငါတူရဲ့မိစန်းတီဖခင်ကြီးကထွက်လာပြီးဖြောင်းပြ၏ဘာဗျသူကဒေါသတကြီးပြေးသွားအဖိုးဤရင်ဘတ်ကိုစောင်းတွန်းလိုက်သည်လင်းစဉ်လဲကျသွားသောအဖိုးဟာလူတစ်ယောက်ကဝင်လာဖေးထူ၏ရွာဤခိုင်းဘက်ကလေးမြာအေးသူကမြာအေးကိုစိမ့်စိမ့်ကြည့်၏ထို့နောက်ပြေးကန်လိုက်သည်မြာအေးခွေခနဲလဲကျသွား၏သူကတဟာဟာရဲမောရင်မြင်းကြဘုတ်ကိုအားကုန်လွှဲကအဆက်မပြတ်ရိုက်သည်မြာအေးခမမြေကြီးပေါ်တွင်လူးလိုက်ရင်နောက်ဆုံး၌မေမျောသွားရရှာသည်ထိုအခါမှာအရိုက်ရက်ခါမန်းထက်ထဲကထွက်၏ရက်နေသည်မြင်းကြီးပေါ်လွာကနေခုံတက်လိုက်ပြီးကြာဖို့ပြေရွှမ်းကနေရိုက်၏ခြေသားသောကျုပ်ကိုမဖြီ၍မြင်းလန့်အခုံ၌မန်းထက်ကရိန်ထိုးသွား၏ဟာကနေအာမေရိတ်အတန်နှင့်အတူအလုံးထိတ်လန့်သွားကြသူကမြင်းကိုကြာဖို့ဖြစ်အဆက်မပြတ်ရိုက်၏မြင်းကကစုံပေါက်ရုံးကန်တိုင်းမန်းတက်တစ်ခုလုံးရိန်ထိုးရိုင်လာမကြောင်မီမှာပဲဝလုံးတိုင်ဖြောင်းကနေကျိုးသွားပြီးဝါဒမ်းများအမိုးတက်ကဲများဖယိုဖယဲလွင်းစင်ပြိုကျလာရှင်မြုပ်လူပွဲလေးကိုတောင်းကြည့်ဖြက်စီးလိုက်လေပြီမြေပေါ်တွင်ပြိုလဲပြက်စီးသည့်မန်းတက်ကိုကြည့်ရင်သူကမကောင်းဆိုးဝါးတကောင်ပေါ်မှာတဟာဟာရေမောလျက်ရှိပါတော့သည်ຫນွေဥတွေအလီလီပြောင်းခဲ့ပါပြီခေတ်တွေကလည်းတက်ခဲ့ပြီးတက်ခဲ့သို့တော့တောင်းကြီးဤ
မရိုင်းမှုကတော့မပြောင်းလဲတောင်းကြမှုကာလကလူသက်ဤဓမြတိုက်ဤမကောင်းမှုမှန်သမျှတခုမကြံလုပ်ဤအလင်းဝင်ပြီးတော့လေညင်ကိုမပြောင်းဇရိုက်ကိုမစွန့်ဓမြတိုက်မြဲလူသက်မြဲမကောင်းမှုလုံမြဲပင်သည်အရှောင်တိန်ပညာတွေတစ်ဖက်ကန်းခတ်နေပြီဖန်စီလိုက်တိုင်းစုံတောင်းမရမှုဖြင့်ပိတ်သိမ်းလိုက်ရသောအမှုများတရားရုံးမှတရက်ရှင်တရက်တည်းဖြင့်လှုပ်ပေးလိုက်ရသောအမှုများသာဖြစ်နေ၏သူ၏ရက်ဆက်ရုံးမှမူကောက်ကျင်းမှုတို့ကြောင့်လည်းအမှုများ၌တတ်သိမရှိဖြစ်ခဲ့ရ၏1988ခုနှစ်တွင်ဖြစ်ပွားသောလူသက်ဓမြမှုတစ်ခုတွင်ကစက္ကန့်မှုဦးထေးမောင်၏ရဲစွမ်းတက်တိနှင့်လုံလဝရိယကြောင့်ခြေထောက်တွင်တနတ်တန်ရာဖြင့်အရှင်ဖန်းစီရမိလိုက်သည်သူ၏ဓမြဂိုင်းကြီးလည်းပြိုကွဲသွားခဲ့သည်သူလိုလူယုံမှတဦးကိုအသေးပြစ်မဖမ်းသည့်အတွက်ပင်စက္ကန့်မှုဦးထေးမောင်အားခင်မင်သူများကအပြစ်ပြောခဲ့ကြသည်တောင်းကြီး၏ကံကလည်းမဆိုပြစ်မှုဆိုင်ရာဥပဒေအရထောင်ဒဏ်9နှစ်ကြားခဲ့တော်လဲလွန်ငင်းချမ်းသာငွေအမှတ်2/80ပြေထောင်မှလွတ်ပြန်သည်သို့သောစက္ကန့်မှုဦးထေးမောင်ကလစ်လူရှုမထားတော့လူစိုးအညွှန်းမာတိကစားချက်များရေးဖွဲ့ခြင်းအထုပ်ပတ်တီရာဇဝင်လူစိုးဖိုင်ဖွဲ့ခြင်းမတန်တပ်ပုံတင်ခြင်းတို့ဆောင်ရွက်ကမျက်ခြေမပြတ်စောင့်ကြည့်လူကောင်းသူကောင်းတယောက်ဖြစ်လာဖို့ပညာပေးဆုံးမ၏ဦးထေးမောင်၏အကြောင်းကိုသိသူမို့ကလန်ကဆန်တော့မလုပ်ရဲ့အပြုံးဖြင့်လက်ခံနာယူမည်1982ခုနှစ်တွင်ကဦးထေးမောင်ယာရုတက်ပြောင်းရွှေ့သွား၍ကင်မွန်းချုံရဲစခန်းမှုအဖြစ်ဒူရဲအုပ်စခန်းမှုဦးစိန်ကြိုင်ရောက်ရှိလာသည်ဦးစိန်ကြိုင်သည်လည်းရာဇဝတ်မှုကြိုတင်ကာကွယ်ရေးအတွက်တောင်းကြီးအပါအဝင်လူစိုးလူမိုက်အပေါင်းအားတွေ့ဆုံဆုံးမ၏ပညာပေးဟောပြော၏စောင့်ကြည့်၏တောင်းကြီးအတွက်မူကားကျွဲပါစောင့်ကြည့်သလိုအရာမထင်ဤကြားထဲမှာပင်သူချေရာလက်ရာဟုတင်ကမကင်းဓမြမှုလူရမှုတချို့ပေါ်လာတတ်သေး၏တောင်းကြီးမြက်ကန်းကတဆေမကြောက်ပြီသည်ဂွေတန်းရှိရွာလေးတွင်ဖြစ်ပွားသောလူသက်မှုနှင့်ပတ်သက်၍တရွာလုံးစိတ်မကောင်းကြကိုမြ၏အတွက်အတနာကြီးတနာကစုတ်တက်တက်ဖြစ်နေကြ၏ကိုမြ၏မှာဂွေတန်းရှိရွာကိုမြ၏မှာဂွေတန်းရှိရွာသားစစ်စစ်ဖြစ်၏လူမမဲအရွယ်ကလေးကပင်မိဘနှစ်ပါးကွယ်လွန်သွားခဲ့သည်ငယ်စဉ်ဘဝတရွာလုံး၏စေလိုရာစေမျက်နှာငယ်မြ၏ခိုင်းဘက်အလုပ်ဖြင့်ပေးတာယူကျွေးတာစားကကြီးပြင်းလာရရှာသည်အရွယ်ရောက်လာတော့လေမြအေးမှာအပြစ်မဲ့တိုးငယ်တကောင်ပမာမိသူတူတယောက်ကိုမှအန်ရမပြုတ်ခဲ့ဘူးမြူတမုံများစာရှိသောအနောက်အရှက်ပြင်မပေးခဲ့မတရားမှုဆိုတာဘာလဲခမဟုတ်ပင်မေးရတော့မလားအပြစ်ကင်းသောကိုမြ၏ယိုသောအသောကိုမြ၏သူ့အပေါ်အနိုင်ထက်ပြုကျဲမှုများကိုဘဝတစ်လျှောက်လုံးတနာစပွဲငုံခံလာရရှာသူသို့သောအကြောင်းများကြောင့်ပင်သူ့ကိုတရွာလုံးကတနာ၏ကျင်နာ၏ချစ်ခင်ကြ၏ထို့ကြောင့်ပင်လျှင်လူသက်မှုနှင့်ပတ်သက်ပြီးမြာ၏အတွက်စိတ်မကောင်းဖြစ်နေကြခြင်းပင်ဖြစ်သည်ဒူးသန်းဒီမှာလူသက်မှုအတွက်အသက်ခံရသူမှာမြာ၏မဟုတ်လူသက်သမားကကိုမြ၏ကိုမြ၏တက်လိုက်သူကတောင်းကြီးနှစ်ပေါင်းများစွာလူမိုက်တက်ဖူဆောင်းကမိုက်ကုံဝင်ခဲ့တော်တောင်းကြီးယနေ့တေဝဲဝင်ကြပြီလူသက်မှုဖြင့်ကိုမြ၏အချုပ်ကြထောင်ကြမှာအစားအသောက်ဒုက္ခရောက်မှာအနေထိုင်ကျင်းချက်မှာစိတ်ဆင်းရဲနေမှာကိုတွေ့ပြီးစိတ်မကောင်းဖြစ်နေကြသလောက်တောင်းကြီးကိုတော့တနာမိသူမရှိကျင်နာမိသူနတ်တီတနာကျင်နာရန်လဲမိသူမတတိမယာစိတ်ကူးတဲကပင်မထဲမိကြတောင်းကြီးဆိုဒီမှာလူပေါင်းများစွာကိုကြေကွဲဝမ်းနေစရာအဖြစ်ဆိုပြီးကြုံတွေ့စေသူပူဆွေးဝမ်းနေခြင်းကြောင့်ကြားလာသောမျက်ရည်ဖြင့်ရုံမှရိုင်းဆိုင်စွာခြေဆေးတတ်သူမဟုတ်ပါလားစကမ်းမှုကြီးတောင်းကြီးတကောင်တော့မိုက်ဆက်တိမ့်သွားပြီဗျဗဆောင်ကြီးတစ်ဖက်ဖောင်းအောင်ကွန်းတွေငုံထားသည်ရွာလူကြီးဦးစောပေါက်စားကဦးစိန်ကြိုင်ကိုတွေးသည်နဲ့နှုတ်ခွန်းဆက်လိုက်သည်ဦးစောပေါက်စားစကားကြောင့်ဦးစိန်ကြိုင်စိတ်ထဲတမျိုးကြီးဖြစ်သွားရသည်တစ်ချိန်တည်းမှာပင်လူသက်မှုများလားဟုတွေးမိ၏ဆက်၍သူထက်မိုက်တဲ့လူမိုက်နဲ့တွေ့သွားပြီထင်တယ်ဟုလည်းတွေးမိလာ၏ချက်ချင်းပင်ဦးစောပေါက်စားအားနေရာထိုင်ခင်းပေး၍ဘလို့ဖြစ်တာလဲတကြီးရဲ့ဟုမေးသည်တောင်းကြည့်တော့နေတယ်ကတေးသွားပြီအလောင်းလေတခါတည်းတေးလာခဲ့တယ်တက်တဲ့သူလည်းကျွန်တော်ခေါ်လာခဲ့တယ်စကမ်းမှုကြီးတော့တာဝန်ပေါ့သွားပြီဗျစကားကိုကမန်းကရန်ပြောရင်းဦးစောပေါက်စားကအပြင်ထွက်၍ကွန်တတွေထွေသည်ပြီးတော့လူတယောက်ကိုခေါ်၍ပြန်ဝင်လာ၏တောင်းကြီးကိုတတ်တာသူပဲစကမ်းမှုကြီးမြအေးတဲ့ဦးစိန်ကြရင်ထဲမှာထူးထူးခြားခြားပင်တန်တော်ဖြစ်သွားရ၏ကိုမြအေးကိုသူကောင်းကောင်းသိသည်သူနှင့်ရဲအဖွဲ့ဝင်များ
ရွာလူကြီးဦးစောပေါက်စား၏အိမ်ရောက်တိုင်းဤမြအေးသည်လက်တို့လက်တောင်းယာတို့ကိုအပိုင်ယူထားသည့်နှင့်အမြဲရှိနေတတ်သည်ရွာလူကြီးခိုင်းရာဟိုပြေးဒီပြေးစဖို့မှုခိုင်းရာဟိုဟာယူဒီဟာတဲ့ပြီးတော့ပကံစေးအိုးတိုင်ထူးခြားသတင်းရှိ၍ဦးစောပေါက်စားမှရဲစခန်းသို့အကြောင်းကြားလျင်လေခြေမြန်တော်စာပုတ်သမားမှာဤမြအေးသာတို့ကြောင့်မြအေးအားရင်းနှီးနေသလိုသူဤဇယိုက်နှင့်ရိုသားအေးစဲမှုတို့လည်းရဲအရာရှိပြီးမြင်ထားတီထားပြီးဖြစ်၏တောင်းကြီးဟာလူတွေကိုတော်တော်ကြီးဒုက္ခပေးခဲ့တယ်လူတွေကသူ့ကိုတတ်ချင်လာအောင်ဘုံမြင်မဲ့ဥပဒေကိုကြောက်တာရဲ့လူမိုက်နဲ့ပြိုင်မမိုက်ချင်တာရဲ့ကြောင့်ဒီခံနေကြရတယ်တနေ့သူ့ထက်မိုက်တဲ့လူပေါ်လာရင်ခံရလိမ့်မယ်လို့တွေးပြီးအဲ့ဒီနေ့ကိုစောင့်နေကြရတယ်အခုအဲ့ဒီနေ့ကိုရောက်ပြီဒါပေမဲ့တောင်းကြီးကိုအနိုင်ယူလိုက်တာကသူ့ထက်မိုက်တဲ့လူမိုက်မဟုတ်ပဲတရွာလုံးမှာအယိုးဆုံးအဆုံးရေခဲတုံးကြီးကိုမြကြီးဖြစ်နေတယ်ဗျာကျွန်တော်တော့တိတ်ရန်ဩတာပဲဗျာမေးမြန်းစုံစမ်းတော့လေဟုံးမှန်နေတာမို့တခါတည်းခေါ်လာအပ်ပေးတာပါဦးစောပေါက်စာတန်အော်တော်စွာပြောတယ်မြားရေးဟာရဲစကန်တမန်တလင်းပေါ်၌ပစစ်ဒူးလေးတုပ်လျက်ခေါင်းလေးငုံကကျုံလေးထိုင်နေရှာတယ်ကိုမြကြီးအပေါ်မှာထိုင်ပါရှေးမှာကလထိုင်တစ်လုံးကိုညွန်ပြရင်ဦးစိန်ကြိုင်ကပြော၏မြားကြီးမထရဲသည်ဦးစောပေါက်စာကိုမော်ကြည့်၏သူ့ရွာလူကြီးကခေါင်းငိမ်ပြမှရွရွကလေးထကခါကလေးကုံပြီးကလထိုင်၌အသာထိုင်၏ဦးစိန်ကြိုင်ကဂယုနာတက်စွာကြည့်ပြီးကဲကိုမြကြီးဒါဟာရဲစခန်းဆိုပေမဲ့ဘာမှမကြောက်နဲ့အတတ်နိုင်ဆုံးကူညီပေးမယ်အမှန်တိုင်းပြောတော့ဟုတ်ပြီလားမြားကြီးစီကဘာတမ်းမှထွက်မလားဦးကောင်းကငုံမြဲငုံလျက်ယွန်ကြောက်အားငယ်စိတ်ဖြင့်စကားတစ်လုံးထွက်ရန်အတွက်ပင်ပင်ပန်းပန်းအားယူနေရရှာ၏ဦးစောပေါက်စားကဘေးဆောင်လှဲကြည့်ပြီးပြောလေကွာဟုဆိုမှအထစ်ထစ်အငုံငေါဖြင့်စကားသံများထွက်လာတော့သည်အဖြစ်အပျက်ကိုနားထောင်ရင်းမြားအေးအားတနာမိရပြန်၏ကိစ္စကတော့မဖြစ်လောက်ဦးထိတ်ဆိုသူကဘဲများသွားယူခံ၍ကိုမြအေးစိတ်ကြီးရွာသို့သွား၏နေလေခင်းအချိန်၌ဘဲတွေကိုချင်းနှလုံးတွင်ထက်တဘိုးပြစ်ထမ်းပြီးပြန်လာခဲ့၏နေကလည်းပူမောလဲမောနေ၍ဘဲချင်းတွေချပြီးတစ်ပင်ရိပ်၌နားနေစဉ်တောင်းကြီးရောက်လာ၏အရက်လဲမူးနေ၏သူကဘဲချင်းကိုဖွင့်၍ဘဲတကောင်ထုတ်ယူသည်မြာရေးရှိခိုးကအကြိမ်ကြိမ်တောင်းပန်သည်မရဓမ္မရှိဖြင့်ဘဲကိုခေါင်းဖြတ်တက်ပြီးမီးကင်ခိုင်း၏ကြောက်ကြောက်လန့်လန့်နှင့်ဘဲကင်နေစဉ်တောင်းကြီးကချင်းတချင်းကိုဖွင့်၍ဘဲတွေကိုလွှတ်လိုက်သည်မြအေးမနေသာတကောင်ချင်းပြေးလွှာဖမ်းရပြန်ရှာ၏တောင်းကြီးကတော့သဘောကျလို့တဟားဟားရဲမော်လို့အကုန်မြန်ဖမ်းပြီးချင်းပိတ်နေစဉ်နောက်တစ်ချင်းဖွင့်၍ဘဲတွေကိုလွှတ်ပြပြန်၏လေးကားချိန်ခန့်တစ်ချင်းပြီးတစ်ချင်းလွှတ်လိုက်ပြန်ဖမ်းလိုက်နဲ့အမောကြီးမောကမြအေးလဲကျသွားခဲ့သည်သူကောင်းထောင်ကြည့်မှာတော့တောင်းကြီးကဘဲတွေကိုလွှတ်ပြရန်ချင်းတစ်ချင်းကိုဖွင့်နေပြန်၏ဘဝတစ်လျှောက်လုံးမျက်နှာငယ်ဘဝဖြင့်အနှိမ်ခံအနိုင်ကျင့်ခံတဲကြီးခံရသူမြအေးဤရင်ထဲသို့မိသည့်တကိုးရှင်ကမခံမရဲဖြစ်စိတ်ဒေါသစိတ်တို့ကိုထဲသွင်းလိုက်သည်။မြားဝုံကနေထထိုင်သည်။အနည်းရှိတဘိုးကိုကောက်ကန်၍တောင်းကြီးစီပြေးသွား၏။တောင်းကြီးကတော့ဘာမှမသိပဲဘဲချင်းကိုဖွင့်နေစေ။အားကုန်လွှဲရိုက်လိုက်သောတဘိုးတန်ကြောင့်ခေါင်းမှသွေးများလွင်စင်ထွက်ကြ။မှောက်ရက်လဲကျသွားရမှာပွဲချင်းပြီးသွားခြင်းပါပဲ။စင်မဲပြီးခဏအကြာမှာပင်တောင်းကြီးဤအလောင်းရောက်လာသည်။အလောင်းကိုဆေးရုံသို့ပို့ရန်ဆေးစာရေးပေးပြီးဆေးလွှတ်လိုက်၏။ဦးစောပေါက်စားကတော့အလောင်းတစ်လောင်းတရက်ခန့်တယောက်နှင့်တဘိုးတစ်ချောင်းကိုအခါပြန်သွားလေပြီမပြန်မီအများကြီးကိုတော့တတ်တောင်ကူညီပေါင်းဆက်ခန့်မှုရဲ့လူမိုက်အလောင်းကိုတော့ဒီမှာပဲကြီးလုပ်လိုက်ကြပါရွာပြန်တဲ့ရွာနာလိမ့်မယ်ဟုပြောသွားသေး၏ဦးစိန်ကြိုင်ကလူတက်မှုနှင့်ပတ်သက်၍ကိစ္စရက်များကိုဆောင်ရွက်ပြီးနေတဲ့အရာရှိကိုခေါ်သည်လူသောတောင်းကြီးတေဆုံးသွားပြီဖြစ်၍လူသောအညွန်မာတိကစာချက်နှင့်အထုပ်ပတ်တီရာဇဝင်လူသောအဖြစ်ကဖြတ်သိမ်းရန်နှင့်ဒူတိုင်းတက်ဖွဲ့မှုနှင့်မျိုးနယ်မှုထံအစည်းရင်ခံရန်ညွှန်ကြား၏ထို့နောက်ဓာတ်ပုံမှတ်တမ်းကိုလှမ်းတာတောင်းကြည့်၏ဓာတ်ပုံများပေါ်ဖြတ်၍မင်းဒီကြက်ချီကြီးတစ်ခုခတ်လိုက်ပြီး73ရက်3လ1983ခုနှစ်၌မရဏပန်ဆင်သွားသည်ဟုကြပြဆန်းဆန်းရေးချလိုက်ပါတော့သည်လူတယောက်အသက်ခံရသည်မှာဝမ်းသာစရာမဟုတ်ပါတို့အတူလူတက်မှုတစ်ခုဖြစ်ပွားခြင်းသည်လည်းအပန်းရဲစခန်းအတွက်တည်င်းကောင်းမဟုတ်ပါယခုလူတက်မှုကတော့ဤစကားရက်နှင့်စန့်ကျင်ပတ်သည်ဝမ်းသာလုံးဆိုကြ၏ဝမ်းမသာတတ်သူအချို့ရှိလျင်ပင်
ဝမ်းနေမီတော့မဟုတ်ထို့ကြောင့်ပင်လျှင်ဂွေတန်းရှေရွာလူသက်မှုသည်ကင်မွန်းချုံရဲစခန်းအတွက်တည်င်းကောင်းမမြည်တော့လဲတည်င်းဆိုတော့မဖြစ်ခဲ့ကြတကားဤဖြစ်မှန်ဇလန်ကိုပြောပြသည်ဒူရဲအုပ်စခန်းမှုဦးစိန်ကြိုင်ယခုဘကိုးအမှတ်3ရဲစခန်းထံကိုမြအေး၏အခြေအနေကိုမေးကြည့်ရာဆရာဝန်စေးစာ၌တည်ဆုံးရခြင်းမှာအုံနောက်သွေးကြောပြက်၍တည်ဆုံးရကြောင်းနှင့်ဦးကောင်းတန်ရမှာတုံးသောလက်နက်ဖြင့်တာမန်တန်ရာဖြစ်ကြောင်းစစ်ဆေးထင်မြင်ချက်ပါရှိ၍လူတက်မှုမမြောက်ပဲတာမန်နာကျင်စေမှုသာမြောက်၍လာအနေငယ်အကြမှာပင်အချုံမှလွတ်မြောက်ကြောင်းဘဝင်ကြစွာတည်ရှိရပါကြောင်း